ဒီကလေးမလေးကသူ့ရဲ့အန္တရာယ်ရှိတဲ့ရှာကိုထုတ်ပြီးဆီယာမစီရွေ့လာတယ်သူမကဆီယာမကိုတိုက်ခိုက်တော့မဲ့အချိန်မှာဆီယာမကနောက်လှည့်ကြည့်လိုက်တဲ့အခါကျောင်းသားအားလုံးကပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်တကယ်တော့ဒီဆီယာမကသူမတင်နေတဲ့ကျောင်းသားအားလုံးဟာတရေတွေဆိုတာကိုမသိဘူးဆီယာမကကြောက်ရွံ့နေရင်ပြန်တင်တယ်ဒါပေမဲ့ရုတ်တရက်ကျောင်းသားအားလုံးကလေထဲမှာစတင်ပြန်တန်းလာတယ်ဒါပေမဲ့ဆီယာမကနောက်တစ်ခါပြန်လှည့်ကြည့်တဲ့အခါအားလုံးပုံမှန်ပြန်ဖြစ်သွားတယ်အခုတော့ဆီယာမကဒီအတန်းထဲမှာတခုခုမားနေတယ်ဆိုတာသိလိုက်တယ်ဗျဒီတော့သူမကကလေးမလေးတယောက်ကအတန်းကနေထွက်ပြေးဖို့အချက်ပြနေတာကိုမြင်လိုက်တယ်ဒါနဲ့သူမကချက်ချင်းပဲအတန်းကနေထွက်ပြေးတယ်ဒါပေမဲ့အိမ်ပြန်တဲ့လမ်းမှာသူမကအလှေခံတန်းပေါ်မှာအဲ့ဒီကလေးမလေးကိုပဲထပ်မြင်တယ်ကလေးမလေးကဆီယာမကိုပြောတယ်အတန်းထဲကចောင်းသားအားလုံးကမင်းကိုတက်ချင်နေတာနောက်တစ်ခါဒီအတန်းကိုမလာနဲ့ဆိုပြီးပြောကထွက်သွားတယ်ပြီးတော့ဆီယာမကသူ့ရဲ့အရင်ရီးစားဟောင်းကိုအနှဲငယ်အကွာမှာတွေ့တယ်သူကဆီယာမကိုဗီဒီယိုတစ်ခုပြလိုက်တယ်အဲ့ဒီဗီဒီယိုထဲမှာဆီယာမကအဲ့ဒီကလေးမလေးနဲ့စကားပြောနေပေမဲ့ကလေးမလေးကဗီဒီယိုထဲမှာမပါဘူးဆီယာမကအိမ်ပြန်ရောက်ပြီးတာနဲ့သူ့ရဲ့အမျိုးသမီးမိတ်ဆွေတယောက်စီကဖုန်းခေါ်ဆိုမှုတစ်ခုရတယ်သူမကအံ့အားသင့်ပြီးဖုန်းချလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖုန်းပြန်မိလာပြီးမိတွေစတင်မိတ်တုပ်ဖြစ်လာတယ်